မြောက်ကလာပါနေချင်းခရစ်ယာန်အသင်းတော်ဤနေ့စဉ်နှုတ်ကပတ်တော်နှင့်ဆုတောင်းခြင်းအစီအစဉ်မှကြိုဆိုပါတယ်။ဟေရှာယအနာဂတ်ကျမ်းအခန်းကြီး41အငယ်30မစိုးရိမ်နှင့်ငါသည်တင့်ဖက်မှရှိ၏မကြောက်နှင့်သင်ဤဖျားသခင်ငါသည်တင့်ကိုခိုင်ခန့်စေမည်တင့်ကိုဆောက်မမည်ငါသစ္စာလက်ရာလက်ဖြင့်ထောက်ပံ့မည်အဖဖျားယနေ့အကျွန်ုပ်ကိုအားပေးတဲ့မှတ်ပြီးမလဲကြစိတ်ငါစောင့်ရှောက်ပေးတော်မူပါအာမင်ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂရုဏာကျေးဇူးပြုတော်မူပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်သုံးပါးတစုဘုရားသခင်ထံတော်မှချစ်ချင်းမေတ္တာတော်မဟာဂရုဏာကျေးဇူးတော်နှင့်မိစ္ဆာဖွဲ့သောထိုကောင်းကြီးပေါင်းတို့သည်သင်တို့ပေါ်၌ကာလအစဉ်သက်ရောက်လျက်တည်ရှိတည်နေပါစေသောအာမင်